မင်းတို့ကောင်တွေကဒီထက်ကိုပို့ပြီးတော့စိုးရအောင်ပါအဲ့ရှစ်လုံးလုံးကထိတ်တက်တဲ့ကိုကြာရမှာပေါ့နော်အဲ့တော့ short တိုက်တုံးဖြစ်သွားလို့မင်းတို့ကန်ကောင်းခြင်းကောင်းလိမ့်မယ်ဒါပေမဲ့လည်းအခုလိုမျိုးပေါ့နော်ပြည်သူလူထုပြင်ကလေးတငယ်အားကြားမမရွေးပြင်တန်ဃာတော်တွေပါမချမ်းမင်းတို့ရဲရဲဆက်ဆက်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကမင်းတို့တေချာပေါက်အကျိုးပေးမှာပေါ့နော်အဲအကြောင်းမလို့ကောင်းတယ်မင်းတို့ကောင်တွေထပ်ပြီးတော့ဖြစ်အောင်ပါပေါ့နော်ခုနောက်ပိုင်းမှာစစ်ကောင်စီကပေါ့နော်ဆေးရုံကိုမလောက်ဘူးနော်ဆေးရုံသူတို့ပြောနေတဲ့အခါဂရင်100ဆန့်တော့ဂရင်300ဆန့်တော့ကြိုက်သလောက်ဂရင်100 300ပြောပါစေပေါ့နော်အားလုံးပဲမင်္ဂလာပါຫນွေဦးတော်လန်ကြီးရဲ့နောက်ဆုံးရတိုက်ပွဲသတင်းများကိုချိန်နဲ့တပြေးညီနားဆင်နိုင်ရတဲ့အတွက် like and subscribe လုပ်ထားပေးပါရန်တောင်းဆိုရပါတယ်ပါပေါ့နော်ကျွန်တော်တို့ဆိုလဲလာဆဲလိုက်တာပေါ့နော်အပြုံလိုက်ပဲချက်ပေါက်ကနေပါလာဆဲတာတွေရှိတယ်ပေါ့နော်တော်တော်လေးကိုဟိုလုံးဝပြသူတို့စကနိုင်လူလို့မရတော့ဘဲနဲ့ပေါ့နော်ဆဲပဲဆဲတော့မယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ကိုကျွန်တော်တို့လာဆဲနေကြရှိကျင်တတ်ပါတယ်လို့အဲ့တော့တကယ်တမ်းပြောမယ်ဆိုရင်အခုလိုမျိုးပြောနေရဆိုတဲ့ဟာတွေကသူတို့တွေအမြင်မှန်ရပြီးတော့ရုံထွက်နိုင်အောင်လို့သူတို့ရဲ့မိသားစုတွေပေါ့နော်ဒါအဖမဲ့သားသမီးတွေဖြစ်မှာဆိုလို့တရွေးကွက်ပက်လက်မျောမှာဆိုလို့ပြောပြနေတာပေါ့နော်အခုလဲဒါကျွန်တော်သတင်းကောင်းထပ်ပြောကြမယ်ပေါ့နော်သတင်းတွေကသူကသူကောင်းနေတောက်ဖွဲ့တွေကတကယ်ကိုစူးစမ်းပန်းစားနဲ့လှုပ်ဆောင်နေတာဖြစ်လို့အခုလိုသတင်းကောင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်အဲ့တော့မိုးကုတ်မိုးမိတ်ကြောင်းလေးကျွန်တော်ပြောကြရအောင်ပေါ့နော်မန္တလေးတိုင်းမိုးကုတ်မိုးမိတ်မြို့နယ်ထဲမှာပေါ့နော်ဒါစစ်ကောင်စီနဲ့ဒါတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့ပေါ့နော်အဓိကတော့မိုးကုတ်ပေါ့နော်အဲ့မှာဒါစစ်ကောင်စီတက်ဆွဲထားတဲ့နေရာ2နေရာကိုအားရတယ်ပေါ့နော်တိမ့်ပိုက်နိုင်ခဲ့ကြောင်းဒါအမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ဒါကာဝေးဝန်ကြီးဌာနထုတ်ပြန်ထားတယ်ပေါ့နော်ဖော်ပြထားတာကိုပဲအမေမိုးကုတ်မိုးမိတ်ဒေသဆိုင်ရာသတင်းထုတ်ပြန်ချက်နှစ်ဆိုပြီးတော့ဖော်ပြထားတာရှေ့မှာတစ်ရှိသေးတယ်တစ်တုံးကလည်းတင်ထားပြီးသားပေါ့နော်အဲ့တုန်းကလည်းဒါတေချာထုတ်ပြန်ထားတာရှိတယ်အခုဆိုလည်းဒါလောကမျိုးလုံးတွေပါစီးထားတယ်3ယောက်ပေါ့နော်ဓာတ်ပုံလေးနဲ့အဲ့လိုမျိုးလေးထုတ်ပြန်ထားတာတွေ့ရတယ်အဲ့တော့ဒီဇင်ဘာ9ရက်နေ့ကနေဒီဇင်ဘာ24ရက်နေ့အတွင်းထိပေါ့နော်ဒါတိုက်ပွဲကြီး6ပွဲတိုက်ပွဲငယ်6ပွဲထိဒါဖြစ်ပွားခဲ့တယ်ပေါ့နော်ဖြစ်ပွားခဲ့တယ်ဒါ18ရက်လောက်အတွင်းကိုတိုက်ပွဲ15ကြိမ်ထိဖြစ်ခဲ့တာပေါ့နော်နေတိုင်းမှာတိုက်ပွဲဖြစ်နေတဲ့ပုံစံမျိုးလို့တောင်ယူဆလို့ရတယ်တချို့ရက်တွေထက်ရင်လည်းထက်မှာပေါ့လေနော်အဲ့တော့ဒီတိုက်ပွဲတွေအတွင်းမှာဒါစစ်ကောင်စီဘက်က18ဦးသေဆုံးတယ်တပ်မရှူလုံးဝအသက်ပြောက်သွားပြီပေါ့နော်ပြီးရင်ဒီ18ဦးသေဆုံးတယ်ဆိုတဲ့ဟာကိုမျက်မြင်အတည်ပြုနိုင်ခဲ့တာဖြစ်တယ်ဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့လက်လွတ်ရတဲ့အပိုင်းကိုမကျေနပ်ဘူးဒါကြောင့်မလို့လေဒီမိုးကုတ်ကိုဒါစစ်ကောင်စီဝင်လာပြီဆိုတဲ့အချိန်မှာပေါ့နော်လုံးဝကျင်းဝါထားတာတွေကိုစစ်ကောင်စီဘယ်လောက်ကြောက်လဲဆိုတော့သိရတယ်ခိုးကြောင်ခိုးရနဲ့ဝင်ရတာပေါ့နော်အဲ့လိုဝင်လာပြီးတဲ့နောက်ပိုင်းမှာတိုက်ပွဲတွေဇက်တိုက်ကိုဖြစ်တာလာခဲ့မင်းတို့လာခဲ့စမ်းဆိုတဲ့ပုံစံမျိုးနဲ့စောင့်ပြီးတော့ကိုတီးတာပေါ့နော်အဲ့တော့အားရစရာကောင်းတယ်အဲ့တော့စစ်ကောင်စီဘက်ကတော်လိုင်းတပ်ဖွဲ့တွေရဲ့အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့်မလို့အထိကိအကြဆုံးတွေများတယ်တော်လိုင်းတပ်တွေအနေနဲ့ပေါ့နော်ဒါပြည်သူလူထုနဲ့အတူလက်တွဲပြီးတော့မိုးကုတ်မိုးမိတ်ကိုကျူးကျော်လာတဲ့စစ်ကောင်စီကိုဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့ဂရိပေးလာတယ်ကျင်းတ်တယ်ဒါမျိုးထုတ်ပြန်ချက်မျိုးကိုများများထုတ်ပြန်ပေးပါဗောနော်တကယ်ကျင်းတ်ပါလေအဲ့ဒါကစစ်ကောင်စီဘက်ကိုလည်းတကယ်အဆက်ရစေတယ်ဗောနော်စစ်ကောင်စီကသိရမလားဒီနေရာတွေကိုအင်အားလုံးရင်းနဲ့ဝင်လာပြီးနောက်ပိုင်းမှာပထမဆုံးစပြီးတော့တိုက်ပွဲဖြစ်တဲ့အချိန်မှာ TNL ကိုတာဝန်ယူခိုင်းတာဒီလိုမျိုးပေါ့နော်ဒါတိုက်ခံရတဲ့အချိန်မှာပေါ့နော်အင်အား80 80လောက်နဲ့အကြမ်းဖက်တွေကဝင်ကျုံးတာ TNL မှာအပြည့်အဝတာဝန်ရှိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့တကယ်ငစားတော့ဆိုမဲလို့စစ်ကိုမတိုက်ရဲတဲ့ပုံစံမျိုးဖြစ်နေလားမသိဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီလိုမျိုးတိုက်ပွဲဖြစ်စဉ်တွေဒါရလက်တွေထွက်လာပြီးဆိုတဲ့အခါကျရင်ပြည်သူကအရက်မျှော်ပါတယ်လို့အဲဒါကြောင့်မလို့ဒါ NUG MOD နေနဲ့လည်းများထုတ်ပြန်ပေးပါပေါ့နော်ဒါပြင်ဒါကျွန်တော်တို့စုံစမ်းသိရှိရတဲ့ဟာလေးလည်းကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကဒါမိုးကုတ်မျိုးဘကစစ်ကောင်စီလက်နက်ကြီးတွေထားတယ်ပေါ့နော်ဒါမစိုးရင်ကြောင်းတိုက်အဓိကတော့လက်နက်ကြီးတွေတက်ဆင်ထားတယ်လက်နက်ကြီးအထိုင်ချထားတယ်အဲ့လိုထိုင်ချထားတဲ့နေရာကမစိုးရင်ကြောင်းတိုက်ပေါ့နော်အဲ့နေရာကိုတော်လိုင်းတက်တွေကဒီဇင်ဘာ24ရက်နေ့ညနေ4နာရီလောက်မှာဒါ short right ထုံးနေနဲ့စပြီးတော့ပြင်းတယ်ပေါ့နော် short right တုံး3လုံးအရင်ပြစ်ခတ်ခဲ့တာဖြစ်တယ်နောက်ပြီးတော့ဒါ9နာရီပေါ့နော်9နာရီလောက်မှာနောက်ထပ်9လုံးနဲ့နောက်ထပ်အရင်ပြင်းတာအားလုံးပေါင်း10လုံးပေါ့ဗျာ10လုံးတော့အိမ်တွေပါတွေတိတ်နေတုံထွက်သွားတာပေါ့ဒေသခံတွေကပြောတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့တခါတည်းကြိုပြောချင်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီကမစိုးရင်ចောင်းဝင်းတွေကိုဒါ1027စစ်စင်ရေးအတွင်းမှာပေါ့နော်ဒီမိုးကုတ်ကိုဒါတော်လိုင်းတပ်ဖွဲ့တွေမသိမ်းခင်နဲ့ကအဲ့မိုးကုတ်ဒီမစိုးရင်ចောင်းတိုက်နေရာကိုသူတို့တွေတက်ဆွဲခဲ့တာဖြစ်တယ်ဝင်ရောက်ပြီးတော့တက်ဆွဲခဲ့တာဖြစ်တယ်အဲ့လိုမျိုးတက်ဆွဲတာဖြစ်တဲ့အတွက်ပေါ့နော်ဒါအဲ့ចောင်းတိုက်မှာရှိတဲ့ဖုံတွေကတခြားနေရာကိုရွှေ့ပြောင်းပြီးတော့သတင်းသုံးခဲ့ရတာဖြစ်တယ်ပေါ့နော်အဲဥစ္စာကိုကြိုပြီးတော့ပြောပြရပါတော့ဒီလိုမျိုးတက်ဆွဲမှုကိုအခုတခါဒါ TNL ရဲ့သဘောတူညီမှုရပြီးနောက်ပေါ့နော် TNL နဲ့ဒါအပြစ်ခတ်ရက်တဲ့သဘောတူညီမှုယူသွားပြီးနောက်မှာဒါမိုးကုတ်မြို့တွေကိုခိုးကြောင်ခိုးဝဲနဲ့ပြန်ဝင်ပြီးတဲ့အချိန်မှာလဲစစ်ကောင်စီကဒါအရင်တုန်းကသူတို့တက်ဆွဲခဲ့တဲ့အတိုင်းဒီမစိုးရင်ចောင်းကိုပဲထပ်ပြီးတော့တက်ဆွဲတယ်ပြီးရင်ဒေတာအခေါ်ရှမ်းចောင်းပေါ့နော်အဲ့ဒီနေရာကိုလည်းထပ်ပြီးတော့တက်ဆွဲတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်ဒါတန်ဃာတော်တွေနေတဲ့တာသနာနေမြေကိုမောင်မိုင်စီးတာပဲဒီကောင်လေးပါဇက်ကနေဒါပေါက်လို့ပဲစားဗလီပစာတွေရှောက်ပြောနေတာပေါ့နော်မြေပြင်မှာတကယ်တမ်းပြောမယ်ဆိုရင်စာတင်ကျောင်းလည်းတက်ဆွဲတယ်ဆေးရုံလည်းတက်ဆွဲတယ်သူများတို့သာရှောက်ပြီးတော့သူတို့လိုမျိုးထင်နေတာဒီကောင်တွေကအဲ့လိုပုံစံမျိုးဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကပေါ့နော်ဒါမနေ့ကကျွန်တော်ဒါ
ဒီကိုမင်းသားကြီးနဲ့ပြောရတဲ့အချိန်မှာလည်းဒါကြားမြင်ရပါလိမ့်မယ်ပေါ့နော်အဲ့တော့ပြည်သူတွေကိုကြောက်မလို့ဒုက္ခရောက်မှာအရန်ကြောက်တယ်ဆိုတဲ့ပုံစံမျိုးစိတ်ထဲမှာရှိတယ်တော်လိုင်းတက်ဖွဲ့တွေအဲ့လိုပုံစံမျိုးဒီကောင်လေးနဲ့တခြားစီပဲဒီကောင်လေးကပြည်သူကိုကာပါယူလာအခုတာသနာနေမီလည်းမရှောင်ဘူးဆေးရုံဆေးကန်းတွေလည်းမရှောင်ဘူးစာသင်ကျောင်းတွေလည်းမရှောင်ဘူးကျောင်းသားကျောင်းသူကလေးငယ်တွေလည်းမရှောင်ဘူးအဲ့လိုပုံစံမျိုးနဲ့ဒီကောင်လေးကာပါယူလာပေါ့နော်အဲ့တော့အဲ့လိုနေရာမျိုးတွေကိုပြစ်တဲ့ဟေးဆိုတဲ့ခါကျရင်ဒါလာလိမ့်မယ်អော်လိမ့်မယ်သူတို့ကထားပြီးတော့အဲဒီနေရာတွေကိုဖျက်ဆီးပါရဘာညာဆိုပြီးလုပ်လိမ့်မယ်တကယ်တမ်းဒီနေရာတွေကိုမောင်းပိုင်ဆေးပြီးတော့ပေါ့နော်သူတို့ကြောက်မလို့သူတို့နဲ့အတူတူမနေရဲလို့ဒါဖုံဖုံနေရစားဒါတခြားနေရာတွေကိုတင်းရှောင်ရတဲ့အဖြစ်မျိုးပေါ့နော်ဒါအပြင်အဲ့နေရာတွေကိုတက်ဆွဲတဲ့အပြင်သူတို့ကလက်နက်ကြီးတွေပါအထိုင်ချပြီးတော့ဒါတော်လိုင်းတက်ဖွဲ့တွေရှိတဲ့နေရာတွေကိုပြစ်ခတ်နေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဒေတာကန်တက်ဦးပြောပြထားတာရှိပါတယ်ဒါမစိုးရင်အကြောင်းကပေါ့နော်ဟိုအစဘာမှမသိငင်ကနေကစစ်တပ်ကဝင်ပြီးတော့တက်ဆွဲထားတဲ့နေရာပါတဲ့ဆရာတော်တွေကတော့တဲ့တခြားမျိုးတွေပြောင်းကုန်ပြီတဲ့အခုသူတို့ပြန်ဝင်လာတော့လေတဲ့အဲ့ဒီမှာပဲထပ်ပြီးတော့တက်ဆွဲတယ်ပေါ့နော်လက်နက်ကြီးတွေလည်းဆင်ထားတယ်ရှမ်းချောင်းဘက်မှာရောဆိုပြီးတော့ဒါဒေသခံတွေကပြောတယ်အဲ့တုန်းဖြစ်သွားလို့မင်းတို့ကန်ကောင်းခြင်းကောင်းလိမ့်မယ်ဒါပေမဲ့လည်းအခုလိုမျိုးပေါ့နော်ပြည်သူလူထုပြင်ကလေးတငယ်အားကြားမမရွေးပြင်တန်ဃာတော်တွေပါမချမ်းမင်းတို့ရဲဆက်ဆက်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကမင်းတို့တေချာပေါက်အကျိုးပေးမှာပေါ့နော်အဲအကြောင်းမလို့ကောင်းတယ်မင်းတို့ကောင်လေးထပ်ပြီးတော့ဖြစ်အောင်မှာပေါ့နော်လက်ရှိမှာဒါစစ်ကောင်စီကမိုးကုတ်မြို့ကိုဝင်ရောက်ပြီးကတည်းကမိုးကုတ်နောင်ချိုလမ်းကနေထပ်မံပြီးတော့အင်အားဖြည့်တင်းနေတာတွေရှိပါတယ်လက်နက်ကြီးတွေလည်းဒါဆင်ထားရတွေရှိတယ်ပြီးရင်လက်နက်ကြီးချထားတဲ့နေရာတွေကနေလည်းဒါတော်လိုင်းအင်အားစုတွေရှိတဲ့ဘက်တွေကိုပြစ်ခတ်တိုက်ခိုက်တာတွေဇက်တိုက်ကိုလှုပ်လာနေတာရှိတယ်ဆိုပြီးတော့သိရတယ်တော်လိုင်းတက်တွေကလည်းမိုးကုတ်မိုးမိတ်စစ်စင်ရေးအတွက်ကိုတီးသန့်စေအိုးစီအဖွဲ့ဖွဲ့ပြီးတော့ကိုကြိတ်နေတာပေါ့နော်အဲ့တော့ပွဲကတော်တော်ကိုကြီးလာမယ်ပွဲဖြစ်လာလိမ့်မယ်ပေါ့နော်ဒါတခုအကြံပေးချင်တာကခုနဒါမိုးကုတ်နောင်ချိုပေါ့နော်ဒီလမ်းကနေပြီးတော့တို့အင်အားတွေဖြစ်နေရဆိုတဲ့ဟာပေါ့နော်အဲဥစ္စာကတို့အတွက်အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းဖြစ်နေတယ်အဲဥစ္စာကိုလည်းတော်လိုင်းတက်ဖွဲ့တွေအနေနဲ့ပေါ့နော်ထဲ့သွင်းစဉ်းစားပြီးတော့လှုပ်ထိုက်တဲ့ဟာတွေလှုပ်စေချင်ပါတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီမိုးကုတ်မိုးမိတ်ကိစ္စနဲ့ပတ်သက်တယ်ဆိုရင်တော့ဒါသိတဲ့အတိုင်းပဲဒေါ်လန်ပြည်သူတွေကရောဒေါ်လန်တက်ဖွဲ့တွေကရောအမုန်းကျိတ်မှာပါအမုန်းကျိတ်မှာပေါ့နော်စစ်ကောင်စီဘလို့ပုံစံမျိုးနဲ့ပဲလာပေါ့နော်အမုန်းကျိတ်မှာတက်ဖွဲ့တွေပြည့်စုံမှုပဲလိုတယ်ပေါ့နော်စိတ်ဓာတ်ကဘလို့မှမရတော့ဘူးဒီကောင်ခိုးကြောင်ခိုးဝင်နေကောင်လေနောက်တစ်ခုလည်းထပ်ပြောပါမယ်အဲ့ဒါကလည်းဒါသတင်းကောင်းဖြစ်နေလို့ပေါ့နော်ဒါ AR တိုင်းထဲမှာလည်းဒါစစ်ကောင်စီက A နဲ့ PDF တက်ဖွဲ့တွေရဲ့လက်စွမ်းပြတာကိုခံနေရတယ်ပေါ့နော်အခုတည့်ရတဲ့အားကတက်တော့ A ကဘယ်နေရာမှဆိုလက်စွမ်းပြနေတာပေါ့နော် AR တိုင်းတာပေါင်းမျိုးနေတဲ့မှာဒါကြေးရွာတွေမှာပေါ့နော်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာရှိတယ်ဒီလိုမျိုးပြင်းထန်တဲ့တိုက်ပွဲနေရာတွေကိုဒါစစ်ကူအများပြားပို့ဆောင်နေရပြီးတော့အဲ့လိုပို့ဆောင်တဲ့အထဲမှာပါစာတွေလည်းအများပြားပါတယ်ဆိုပြီးသိရတယ်တေးကြပါတယ်အခုနောက်ပိုင်းပို့သမျှဟာအကုန်လုံးကပါစာတွေကြီးပဲဖြစ်လာတယ်နောက်ပိုင်းစစ်ကောင်စီကပါစာနဲ့ပဲစစ်တိုင်းမဲ့ပုံစံဖြစ်လာအခုတော့မှ10ယောက်မှ1ယောက်လောက်ပဲသူတို့ရဲ့တန်သေးစစ်သားပါတယ်ဗောနော်အဲ့တန်သေးစစ်သားဆိုတာကလည်းသိရတိုင်းပဲဒါဒီကောင်တွေကိုဒီပါစာတွေကိုဗောနော်ကင်းဆောင်ရတဲ့ပုံစံမျိုးဖြစ်နေတာပါစာတွေကလည်းပြောချင်တာပြန်လှည့်ပြီးတော့များတီးပါတော့လားဗောနော်ကျွန်တော်တကယ်အဲ့ဥစ္စာကိုဒါပြောချင်နေတာရှိတာဗောနော်အဲ့ဒါကတော့ဒါကျွန်တော်တို့တွေတက်နိုင်တော့လှုပ်ပေးခဲ့တဲ့ဟာဗောနော်အဓိကတော့အဲ့လိုမျိုးလှုပ်ဆန်းမှာတော့လားကျွန်တော်ပြောချင်တယ်ပါစာတွေဗျာဒါပို့ပြီးတော့အသိဉာဏ်ရှိရပို့ပြီးတော့စဉ်းစားတတ်ဗျာအခွင့်အရေးရတယ်တင်လက်တက်လေပဲဗျာအဲ့ကြတော့10ယောက်မှာ9ယောက်1ယောက်ပေါ့နော်1ယောက်ကပဲသူတို့ရဲ့တန်သေးစစ်သားပေါ့နော်အဲ့တော့9ယောက်ကပါစာပေါ့နော်အဲ့တော့ဒီပါစာတွေအနေနဲ့အဲ့1ယောက်ကိုပြန်ပြင်းပါတော့လားကျွန်တော်ပြောစစ်ကြောင်းတစ်ကြောင်းလုံးအနေနဲ့ကြည့်လိုက်မယ်ဆိုရင်90%ကပါစာတွေဖြစ်နေမှာ10%လောက်ပဲဒါစစ်ကောင်စီစစ်သားပေါ့နော်မင်းအောင်လည်းအမာခံစစ်သားဖြစ်နေမှာအဲ့တော့ကင်ထုတ်လိုက်ပါတော့လားပေါ့နော်အဲ့တော့ကျွန်တော်တကယ်အဲ့ဒါမျိုးစဉ်းစားမိတော့နော်ဒီလိုပို့ခံရတဲ့ပေါ့နော်ပါစာတွေအများပြားပါဝင်တဲ့စစ်ကောင်စီပေါ့နော်စစ်ကောင်စီကဒါအတွေ့အကြုံတွေများပြီးတော့ဒါနိုင်လို့စိတ်ပြင်းထန်နေတဲ့အာရခတက်တော် A နဲ့ PDF တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်မလို့အသေးဆုံးနေများနေတယ်ပေါ့နော်အဲ့လိုမျိုးအသေးဆုံးများပြီးတော့ထွက်ပြေးရတယ်လည်းရှိတယ်ပြီးရင်သွေးပြက်တာပေါ့နော်အဲ့ဥစ္စာသွေးပြက်တာဆိုပြီးသိရတယ်အတင်းရှေ့ကိုတက်ပြီးတော့အသေးခံခိုင်းနေတက်လုံးခိုင်းနေဒီပါစာတွေပေါ့နော်အဲ့တော့တေလဲတေတာပဲအတုံးယုံမဲ့တေကြတယ်ဘာဖြစ်လို့လဲဆိုတော့စစ်ခွေးယူနီဖောင်းဝတ်ပြီးဆိုရင်တော့ဒါကျွန်တော်ဒေါ်လိုင်းအင်အားစုတွေဘက်ကလည်းစော်မှာပဲပြစ်မှာပဲပေါ့နော်အဲ့တော့မြန်မာလူကြီးတက်လာရင်တော့မြန်မာလူကြီးပြန်ပြစ်ခံရမှာပဲပေါ့နော်အဲ့လိုမျိုးတေသွားပြီဆိုရင်လည်းအလောင်းတွေကိုဒီတိုင်းပြစ်ထားခဲ့တယ်ပြန်မဆွဲနိုင်ဘူးပြန်မတည်နိုင်ဘူးပေါ့နော်သူတို့ရဲ့အရာရှိပိုင်းလောက်ပဲပြန်ဆွဲသွားအဲ့တော့ဒီလိုမျိုးဒါလုံးဝသွေးပြက်စရာကြီးပေါ့ဗျာတိုက်ပွဲဖြစ်တဲ့ဟာဆိုတော့တည့်ရတိုင်းပဲလက်နက်ငယ်မှန်ရင်လည်းမှန်မယ်လက်နက်ကြီးမှန်ရင်လည်းမှန်မယ်ပြက်လုံးဝပေါ့နော်ခန္ဓာကိုယ်တွေပါတွေအပိုင်းစားတွေပါတွေဖြစ်ဘိုင်ဟောင်းလောင်းခေါင်းပွင့်ဒါမျိုးပုံစံမျိုးတွေလည်းရှိတာပေါ့လေနော်အဲ့လိုမျိုးအများကြီးဒါမြင်ရတွေ့ရတဲ့ခါကျတော့ပါစာတွေကသွေးပြက်ပြီးတော့ထွက်ပြေးကြတာတွေရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ထိခိုက်တန်ရာရပြီးတော့ဒုက္ခိတဖြစ်မဲ့ပေါ့နော်ထောက်လိုင်းရင်ဖြစ်မဲ့ထောက်တော်ပြီးလှမ်းတဲ့ကောင်နေထောက်လိုင်းရင်ဖြစ်မဲ့စစ်ကောင်စီစစ်သားတွေကိုဒါပသိမ်မဆာလေးကိုပို့ပြီးတော့ကုနေရတယ်ဆိုပြီးတော့သိရအခုနောက်ပိုင်းမှာစစ်ကောင်စီကပေါ့နော်ဆေးရုံကိုမလောက်ဘူးနော်ဆေးရုံသူတို့ပြောနေတဲ့အခါဂရင်100ဆန့်တော့ဂရင်300ဆန့်တော့ကြိုက်သလောက်ဂရင်100 300ပြောပါစေပေါ့နော်အဲ့ဂရင်တွေလုံးဝမဆန့်ဘူးဘာပိုင်းဆိုရင်တိတ်ပြီးတော့မပြောကြအဲ့ဒါကြောင့်မလို့လေအခုဒီဆေးရုံကနေထွက်ပြေးတဲ့သူတွေကစရှိလာနေပြီဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆေးရုံကနေထွက်ပြေးတဲ့သူတွေကိုအရင်လိုမျိုးနောက်ကလိုက်ဖမ်းတာမျိုးမလုပ်တော့အရင်တော့လိုက်ဖ
fan တယ်ပေါ့နောက်ကနေပြီးတော့ live fan တာမျိုးမလုပ်တော့ဘဲနဲ့ထွက်ပြေးတဲ့သူရဲ့ဓာတ်ပုံအချက်လက်တွေကိုစစ်စေးဂိတ်တွေစီကိုပေးပို့ပြီးတော့ဒါဖန်ဆီးခိုင်းတာတွေလောက်လာတယ်ပေါ့နော်အဲ့တော့ဒါကပြောမယ်ဆိုရင်ကျွန်တော်သိတဲ့ဟာပြောပြမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီအခုလိုမျိုးထွက်ပြေးပြီးဆိုတဲ့ခါကျရင်ဒါလိုက်ရှာတာလဲပုံမှန်ပဲခုနလိုစစ်စေးဂိတ်တွေကိုဒီဓာတ်ပုံမှတ်တမ်းတွေပို့ပြီးတော့เนาะအချက်လက်တွေပို့ပြီးတော့ဖမ်းခိုင်းတာလဲဒါစစ်ဆေးပြီးတော့ဖမ်းခိုင်းတာလဲဒါကလည်းပုံမှန်ပဲဘာကြောင့်လဲဆိုတော့တရားရောက်ပေါ့เนาะအဲ့လိုမျိုးခွင့်မပြက်ကွက်ဖြစ်တာပဲဖြစ်ပေါ့เนาะထွက်ပြေးသွားတာပဲဖြစ်ပြေးပြီလို့သိကြပြီဆိုတာ ਨੇ သူကဒီစစ်သားတယောက်ရဲ့ကိုကြီးအချက်လက်တွေပါတယ်ပြီးရင်ရှေ့နောက်ဘေးအဲ့လိုရိုက်ထားတဲ့ဓာတ်ပုံပါတယ်အဲ့ဓာတ်ပုံတွေအကုန်လုံးကိုဒါသူကတက်ဆိုင်ရာတက်ထိန်ပါညာတက်စစ်ဆေးဂိတ်တွေအဲ့လိုမျိုးအဖွဲ့တွေစီကိုပို့ပြီးတော့ကြီးညာလိုက်တယ်မိတာနဲ့ဒါကိုဖမ်းမှာဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့ဒါကတော့သူတို့ရဲ့လုံနေကြဟာပဲအခုမှထပြီးတော့လုံတဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ခုနကလို့နောက်ကနေလိုက်ပြီးတော့မဖမ်းတော့ဘူးဆိုတဲ့ဟာကြတော့သူတို့တော်တော်လေးဒီအတွက်အင်အားမသုံးနိုင်လို့ဖွဲ့စည်းပုံပြတ်နေလို့အရင်တုန်းကလည်းအဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့လိုက်ရှာရရှိရဒါပေမဲ့အခုပုံစံကဘယ်လိုဖြစ်နေလဲဆိုတော့ပြေးတဲ့ဟာကလုံးဝမထူးဆန်းတော့ဘူးသူတို့ကပြေးတာနေရာပေါင်းစုံတက်ပေါင်းစုံမှာအဲ့လိုမျိုးပြေးနေကြတာတွေကအများကြီးရှိလာအရင်တော့ကအဲ့လိုမှမဟုတ်တာပြေးတော့ပြေးကြတယ်ဒါပေမဲ့ဒီလိုမျိုးဘုံဘလောပြီးပြေးတာမဟုတ်ဘူးပေါ့နော်အဲအကြောင်းလို့ဒီပြေးတယ်ဆိုရင်ကိုသူတို့ကပြဿနာတက်မှာဆိုလို့နောက်ကနေလိုက်ရှာကြတာဒီလူကိုလုံးဝခွင့်မဲ့ပြက်ကွက်မတင်သေးပဲနဲ့ပေါ့နော်အထက်ကိုမတင်သေးပဲနဲ့အောက်မှာကြိတ်ပြီးတော့ရှာကြတာလိုက်ဖမ်းကြတာပိတ်ဆို့ပြီးတော့ဖမ်းတယ်ဟိုတက်ကိုကိုညီတောင်းဒီတက်ကိုကိုညီတောင်းအဲ့လိုပုံစံမျိုးတွေနဲ့သူတို့အရေးယူခံရမှာဆိုလို့ပေါ့နော်အခုကျတော့သူကအဲ့ဒီပိုင်းနဲ့ပတ်သက်လို့တိတ်တောင်ရေးမြူတော့ဦးထင်တယ်ကြည်ရဘာကြောင့်လဲဆိုတော့ခုနကလိုပြေးတာကနေရာစုံတက်အစုံမှာဖြစ်နေတာဆိုတော့တိတ်မထူးဆန်းတော့ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးအတွက်လဲသူတို့အင်အားတွေဒါအကုန်ကြမခံတော့တာလဲပါမယ်အကုန်ကြမခံနိုင်တော့တာလဲပါမယ်လိုက်ကုန်မဖမ်းနိုင်တော့တဲ့အနေထားပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးနီလန်းကိုသုံးနေတယ်လို့ဒါယူဆရပါတယ်အဲ့တော့ဆေးရုံပို့နေရတာကလည်းဒါတာပေါင်းတိုက်ပွဲမှာတယ်မဟုတ်ဘူးကြံတဲ့နေရာတွေမှာလည်းရှိတယ်ပေါ့နော်ကြောက်ဖြူမှာဆိုပုံလို့တင်ញိုင်းကိုတော့မောင်မိုင်စီးတာပေါ့နော်မဖဲဝါတော့နေစရာပြောင်းနေမှာစစ်ကောင်စီနဲ့တွေ့မှာအဲ့တော့ဂုတ်ကြီးကတုတ်ကြီးလို့လေဂုတ်ကြီးကတုတ်ကြီးလို့လေဒါစစ်ကားတွေနဲ့တဲ့ဒါတဆာ16ကိုပို့ဆောင်နေရပါတယ်ပေါ့နော်အဓိကတော့ဒါဂုတ်ကြီးမှာအခက်တော် A နဲ့ PDF တွေရဲ့လက်ချက်နဲ့အထိကိုက်တွေများသွားလို့ပေါ့နော်အင်အားရာနဲ့ချီစစ်ကြောင်းထိုးတယ်အင်အားရာနဲ့ချီတေဆုံးတယ်အင်အားရာနဲ့ချီဆေးုံပို့နေရတယ်ဟာစစ်ကောင်စီကအင်အားကိုရာနဲ့ချီသုံးတယ်ဆိုတာအဲ့ဒါကိုပြောလာပေါ့နော်ထိုးလာတဲ့စစ်ကြောင်း300ဆိုဟာ100လောက်တေသွားပြန်ပြီ100လောက်ကဆေးုံပို့ပြန်ပြီကျန်တဲ့100ထွက်ပြေးစစ်ကောင်စီပုံမှုဝေယံလင်းကိုသူ့တငယ်ချင်းက Facebook မှာဒါနှုတ်ဆက်ထားနှစ်သိမ့်ထားပါတော့ကြီးညာပေးထားတာတေသွားပြီဆိုတဲ့အောင်အဲ့လိုမျိုးပုံစံမျိုးနဲ့နှုတ်ဆက်ထားရှိတယ် DSA အပတ်စဉ်53ကပါတဲ့ပုံမှုတွေတေလိုက်လားပေါ့နေရာဆုံးမှာတည်နေကြတာပေါ့နော်ဒါအတီးပြုတ်ပါတယ်ဟုတ်ပါတယ်တယောက်ရပါတယ်နှစ်ယောက်ရပါတယ်ဒါမျိုးပုံစံမျိုးတွေနဲ့တည်နေကြတာဆန်းတော့လည်းမဆန်းဘူးပေါ့နော်53ဆိုတာကျွန်တော်တို့တစ်နှစ်ပဲငယ်တယ်ပေါ့အဲ့တော့သူတည်တဲ့အပြင်ဒါစစ်ကောင်စီစစ်ကြောင်းလည်းနောက်ပြန်ကြီးစုပ်ခဲ့ရတာရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဒါဘရောင်းကဒါကားပစတွေရှိလို့ပေါ့နော်ဒါညောင်ကျိုးစခန်းကိုပြန်ရအောင်လုံမဲနေတာရှိပါတယ်မြေပြင်မှာတော့ပေါင်ကျိုးနေရတော့မတက်နိုင်ဘူးပေါ့နော်လုံးဝ RIP ပါပုံမှု RIP ပါပုံမှုပေါ့နော်ဒါကျွန်တော်တို့ဒါလူတယောက်တည်သွားတဲ့ဟာတကယ်တမ်းပြောရင်တော့စိတ်မကောင်းရဖြစ်ရမယ်ဟာပေါ့နော်အခုလိုမျိုးကြီးဒါလောင်ပြောင်နေရလောင်ပြောင်တာမဟုတ်ပါဘူးကျွန်တော်ရင်ထဲကအပျော်တွေပွင့်ရန်ထွက်လာတာပါအဓိကတော့ဒါလူမဟုတ်လို့ပါတကယ်တမ်းလူဆိုရင်တော့ဒါကျောင်းပြည်တဲ့တွေဒါလူတကယ်ပြောတာကျောင်းပြည်တဲ့တွေတကယ်ကိုလူသားတွေဘာကြောင့်လဲဆိုတော့အများကျိုးအတွက်ကိုပေါ့နော်ကိုကျိုးဆွန့်ပြီးတော့အသက်ပါဆွန့်ပြီးတော့တိုက်ပွဲဝင်နေတဲ့သူတွေအာနာရှင်အတွက်အလဟတ်အသက်ပေးနေတဲ့သူတွေမဟုတ်ဘူးလာစာရိတ်ခဘာတစ်ခုမှမရဘဲနဲ့ကိုကျိုးမငဲ့ဘဲနဲ့ပေါ့နော်မိသားစုကိုပြစ်ပြီးတော့တော်လိုင်းအတွက်တတိုင်းပြည်လုံးလွတ်မြောက်ဖို့အတွက်ပြည်သူတရက်လုံးလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်နေကြဒီလိုမျိုးလူစစ်တယောက်ကြာဆုံးသွားတယ်ဆိုရင်ကျွန်တော်တို့ငိုကြွေးလိုက်မယ်ဟေးခုနလိုမျိုးပေါ့နော်ပြည်သူကိုလူတက်မရင်းကျင့်မိရှို့ပြည်သူရဲ့ပစ္စည်းကိုခိုးဒီလိုမျိုးဒါခက်ပြက်အခြေအနေရောက်ပြီးသူတို့ရဲ့ဒါလက်နက်နဲ့အားကိုးပြီးတော့ပေါ့နော်ဒါပြည်သူကိုအနိုင်ကျင့်လို့ရပြီဆိုတဲ့ချိန်မှာကိုကြိုးရှာတဲ့ကောင်တွေတည်သွားတဲ့ဟာကိုတော့ကျွန်တော်ကဆောက်ခွေကိုမဆိုင်ဘူးတကယ်ပြောတာအဲအကြောင်းမလို့အဲဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်ကဝေဖန်မယ်ဆိုလဲဝေဖန်ကြပါဘောနော်အဓိကတော့စစ်ခွေးဖြစ်နေတဲ့အတွက်ကိုကျွန်တော်တို့ကဝမ်းမနေဘူးအဲ့တော့ကြံရစ်ခဲ့တဲ့မိသားစုအတွက်လည်းဝမ်းမနေဘူးဒါထပ်ပြောတာဘာကြောင့်လဲဆိုတော့ဒီလိုမျိုးသူ့ရဲ့ယောက်ျားကအခုလိုမျိုးပြည်သူကိုနှိပ်စက်နေတာတွေပြည်သူကိုတပ်ဖြတ်နေတာဒီလိုလုပ်နေတဲ့အဖွဲ့အစည်းဘက်မှာရက်တည်နေတာကိုပဲသူတို့ကဆွဲထုတ်ရမှာလုံးဝလမ်းမှန်ကိုပြပေးရမှာ